လေ့ကျင့်ထားတဲ့အလုံးနိုင်တယ်ကောင်းတယ်ဒါပဲ ဝင်လာရောဘာဖြစ်တာလဲဘာတွေပုံထားလဲ တော့မှုအပိုတွေရောပြက်နေတဲ့တနက်တွေရောခင်ဗျာ ဒါတွေတိုက်ချူပြန်သုံးလို့မရဘူးလားလက်နက်ပြင်းနေပါရောမရှိဘူးလား ဟိုနားမှာတော့ဒဏ်ရာရပြီးရောက်လာတဲ့လက်နက်မြင့်တိတ်တိတ်တယောက်တော့ရှိပါတယ်ခင်ဗျာ တူဆရာလက်နက်ပြင်းခဏလာပါဦးဗျလမ်းလျှောက်လို့ရတယ် အော်ရပါတယ်ဗျာ ခက်ပဲတက်က ဟိုခမရ325ပါဟိုတန်ရပြီးကျွန်တော်ရောက်လာတာပါ တန်ရာချင်းနေအောင် ဟိုလက်တွေခြေတွေကတော့ကောင်းပါတယ်ဒါပေမဲ့ခီးဝေးတော့ကျွန်တော်မသွားနိုင်ဘူးတမန်ပါ ဒါဆိုတော့ပဲဗျခင်ဗျာကျွန်တော်စီမှာစိတ်ကူပြီးတော့တိုက်ပွဲကနေရောက်လာတဲ့တနက်တွေကိုပြင်ပေးတေချာလေးလုပ်ပေးတနက်တက်လက်ကောင်းရင်တယောက်တက်ရှင် ဟုတ်ကဲ့ပါတမန်ပါကျွန်တော်တေချာပြင်ပေးပါမယ်ဟိုကျွန်တော်တက်ကူတော့အကြောင်းကြားပေးပါ အဲ့တော့စိတ်ချအဆက်တော်ရတယ်နဲ့ငါတို့ပြောပြမယ် ဟုတ်ကဲ့ပါ ဟုတ်လားဒီချိန်နေလက်နဲ့ကြည့်တော့ဘယ်လိုလုပ် သူတို့တက်ကအဖွဲ့တွေကဒဏ်ရာရနေတော့ပုံနေတော့တက်မှာဘူးကျွန်တော်ကြီးအဖွဲ့တွေပဲယူသုံးလိုက်ပါခင်ဗျာ ကောင်းတယ်ကွာငါတို့ပြစ်ကူပေးတဲ့အခါပိုပြီးမြင်မြင်ဆန်ဆန်ရှိတာ ဟုတ်ကဲ့ အမလေးညားလိုက်တဲ့တနက်တွေ ချောဒီချိန်တော့တို့ဒီရွာကနေထွက်သွားသိနေမလားဘာဖြစ်လို့ပေးကပ်ပြီးနေရလဲဒေါနုကဘာမှမပြောလား ငါတို့တောင်ခမ်းမှာမနေရပြီမလားနင်တို့တိုင်နေရတောင်ခမ်းနေ အေးလေကွယ်အင်းဖို့ဆိုတာစစ်ပွဲတွေမရောက်နိုင်ဘူးမလားချောရရလေဒီနေ့ကလုံခြုံတယ်ဆိုလို့လေ လွတ်လွတ်ကင်းကင်းမှသွားနေစမ်းမှာတော်ရဒီနေကတိုက်ပွဲနေနီးရဲဗျချောနင်ကငားညမဆိုပေမဲ့ငါခုချိန်မှာဒနုဘက်ကလူကြီးနေမြေတာဝန်ခံတော့နင်ငါပြောတော့နားထောင် ငါတို့အဲ့လိုဝေသွားစရာလိုလို့လားဟဲ့မကြခင်ငါတို့အားလုံးတောင်ခမ်းကိုပြန်လာမှာပဲဟာ နေ့စကားဘာဒိတ်ပဲလဲဘာလို့ဆိုလို့ရလဲချောငါရှင်းအောင်ပြောရင် ငါတို့နောက်ချိုးတောင်ခမ်းဒေတာလေးကတိတ်လှတဲ့နေရာလေးဟဲ့အလကားနေလာဖြက်စီးရဲ့တွေကြနေလို့မရအောင် ကြာနေလို့မရတာနင်အထင်ကြီးနေတဲ့စစ်ကောင်စီတပ်အခုလဲငါတို့မနေရခံတိုက်နိုင်တယ်နင်စောင့်ကြည့်လိုက် ဟဲ့ချောကြီးစကားတွေအလွန်ကြုံမပြောပါနဲ့ဟဲ့ဟိုမှာလဲဒစိမ့်တွေရှိနေတယ် ပြောမှရမယ်အမေတချို့က TNL ဆိုတဲ့ကောင်ကြီးရဲ့ကြိုဖြစ်နေတာဘဝင်မြင့်ချင်နေရဘာမှမဆိုင်တဲ့ဓနုတွေကိုလက်နက်ကင်နိုင်တယ်ဓနုဒေတာကိုလာဖြက်စီးရဲ့သူများခိုင်းဘက်ဖြစ်နေရတာမရှက်တတ်တဲ့သူတွေကိုပြောမှရမယ် နင်ကောင်မြောက်တက်ကစစ်ပွဲစကားတွေကိုငါတို့စွဲနေရတယ်ထားပါလေတဝင်းဝဲဆိုပေမဲ့နင်ကငါညမအခုချိန်မှာနင်ဘာပဲပြောစိတ်ဆိုးနေပေါ်ငါမှအချင်းမရှိဘူးဒါပေမဲ့ငါတခုပြောမယ်
နင်းကောင်ရှိရဲ့အမြောက်တက်ဘက်ကိုဒီလုံးဝသွားဖို့မစင်စားနဲ့နော်သူတို့ရဲ့မိန်းမနဲ့ကလေးတွေတော့အစောကြီးထွက်ပြေးသွားကြနင်းနဲ့ဒေါ်လူလည်းဝေးဝေးသွားငါပြောကြားရင်နော်ငါတို့တက်တယ်မကြငင်ဒီနေရာကိုရောက်လာလိမ့်မယ်တမီးငယ်ငါတို့ရက်ဆောက်ဖတ်ကိုသွားကြမလားဟိုမှာလည်းအမျိုးတွေရှိရလေစိတ်နာတယ်မေသမီးရဲ့ရှိမှန်းချက်နဲ့ဘဝတွေကိုဖျက်ဆီးတဲ့ကောင်ကိုမချစ်တော့ဘူးနဲ့ချော်ရအရာအားလုံးခံနိုင်ရှိအောင်လုပ်တာတိုင်းပြည်ရဲ့အခြေအနေရဖို့ချော်လေလုံုံတဲ့နေရာမှာနေနော်ကိုယ်ချော်တီတာလေးပြစီတော့ပြီကိုယ်ချော်ရဲ့အိမ်မချက်ဖြစ်တယ်တိုင်းပြည်လည်းခရီးသားလုပ်နေတယ်သူတို့ဖြစ်စီလိုက်ကြပြီကိုယ်ရဲ့အကိုတို့တက်တီရှိပါတယ်ချော်ဒီကောင်းလေးတောင်ခမ်းမှာကြာနေခွင့်မရပါဘူးဒီကောင်းလေးရှိရနေရမှန်းလားအကိုတို့အမြောက်ကြည်စံနေရလိုက်ပြီးချိန်မုံနေမှာပါချော်လေးရစပ်တော့ရမယ်အကူဒါမဲ့ချော်ကိုတားခဲ့ပြီတော့တော့ဒီမကူချင်ဘူးကိုယ်ချော်လို့လောက်အောင်လေချော်အခုချိန်မှာဖြစ်တဲ့နောက်ဦးစားပေးရမယ်ချော်တိတ်မကြခင်မှာချော်အခုစီပြန်လာမှာပါအကိုတို့ကတောင်ခမ်းကိုတေခံပြီးကာဝယ်ကြမှာသူတို့တောင်ခမ်းကိုမရစေရဘူးချော်စိတ်မပူနဲ့